ပြည်စုံကြပါခင်ဗျာယခုလာတော့တာဗန်စင်ရတော့ဒီဌာနဘောဇက်ကတော့မန္တလေးတိုင်းဒေသကြီးပျော်ပွေမြို့နယ်တောင်မြောင်ကုန်းကျေးရွာမှာဦးကိုထေဦးစီးလို့တီထောင်ထားတော့အောင်ကြီးကိုဘောဇက်ပဲဖြစ်ပါတယ်ခင်ဗျာအောင်ကြီးကိုဘောဇက်ရောက်ရှိချိန်မှစယူလူကြီးမင်းတို့အလောက်အကိုင်းစီးပွားရေးများဒီအလားတို့တဲ့ကြပါစေခင်ဗျာစိတ်ကြမ်းမှာကိုချမ်းသာနေကိုစိတ်နှပြဘေးရန်ကွာရင်ကျမ်းမှာချမ်းသာကြပါစေခင်ဗျာလူကြီးမင်းတို့တရားဝေကြောင်းဝေလူဝဲနေပျော်ဝဲချွန်ဝဲများတို့အောင်ကြီးကိုတေးသနာပေါက်ဆက်မှာစိတ်တန်းကြဖွင့်လိပ်ပေးနေပါသည်ခင်ဗျာမင်္ဂလာအပေါင်းပြည်စုံကြပါခင်ဗျာယခုလာတော့တာဗန်စင်ရတော့ဒီဌာနဘောဇက်ကတော့မန္တလေးတိုင်းဒေသကြီးပျော်ပွေမြို့နယ်တောင်မြောင်ကုန်းကျေးရွာမှာဦးကိုထေဦးစီးလို့တီထောင်ထားတော့အောင်ကြီးကိုဘောဇက်ပဲဖြစ်ပါတယ်ခင်ဗျာအောင်ကြီးကိုဘောက်ဆက်ရောက်ရှိချိန်မှစယူလူကြီးမင်းတို့အလောက်အကိုင်းစီးပွားရေးများဒီအလားတို့တဲ့ကြပါစေခင်ဗျာစိတ်ကြမ်းမှာကိုချမ်းသာနေကိုစိတ်နှပြဘေးရန်ကွာရင်ကျမ်းမှာချမ်းသာကြပါစေခင်ဗျာလူကြီးမင်းတို့တရားဝေကြောင်းဝေလူဝဲနေရောဝဲချွန်ဝဲများတို့အောင်ကြီးကိုတေးသနာပေါက်ဆက်မှာစိတ်တန်းကြဖွင့်လိပ်ပေးနေပါသည်ခင်ဗျာ